မင်းလိုချင်တဲ့အရာထက်လိုအပ်တဲ့အရာကိုပဲအရင်လုပ်တင်တယ်ခဏတာကိုမကြည့်နဲ့တဘောဝစာကိုကြည်တတ်ပါစေတချို့အရာတွေကလိုချင်တတ်မှတ်ဖို့ကောင်းတယ်ဒါပေမဲ့မင်းအတွက်အာမခံချက်မရှိဘူးအဓိကနဲ့တာမညာခွဲခြားတတ်ပါစေဘဝကိုစကလုံးတွေနဲ့ရေးသားလို့မရဘူးလှုပ်ဆောင်ချက်တွေနဲ့ပဲပုံဖော်တတ်သူဖြစ်ပါစေမျောလင်းချက်အိမ်မက်တွေပျောက်ဆုံးသွားတဲ့အခါပြန်လည်တည်ဆောက်ဖို့ကြိုးစားပါဘဝဆိုတာပြိုလဲဖို့လွယ်ကူတလောက်ပြန်လည်တည်ဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါတယ်အိမ်မက်ဆိုတာဟာအခမဲ့မှတ်လို့ရပါမယ်အကောင့်ထဲဖော်ဖို့အတွက်တော့အစွမ်းကုန်ပေးဆက်ရလိမ့်မယ်ကိုဒါလင်ကိုရဲ့အားကိုးရပါကိုယုံကြည်ချက်ရှိနေတဲ့၍ရှင်တန်ချိန်တိုင်းကအတိတ်ပဲရှိနေမှာပါကိုလျှောက်လန်းနေတဲ့လမ်းတစ်လျှောက်မှာအခက်အခဲတွေကြုံလို့လက်လျှော့ချင်လာတဲ့အခါတင်ပါကြောင့်စတင်ခဲ့တယ်လေဆိုတာပြန်တည်ရပါသူများနဲ့မတူတဲ့အခက်အခဲတွေကိုရင်ဆိုင်ချော်ပြတ်ပြီးတဲ့အခါသူများနဲ့မတူတဲ့ခံစား권တွေရရှိလာမယ်ဆိုတာဧကံမုတ်ချယုံကြည်လိုက်ပါမိတ်ဆွေခွန်အားဖြစ်စေတော့ဆန္ဒဖြင့်ဒီဗီဒီယိုလေးကိုကျွန်တော်မျှဝေ